အဲ့လိုမျိုးကြီးတွေကွာတဲ့ရိုမာဆိုရင်ကျတော့မတ်ဖွင့်ရတာဟောတိတ်ပြီးတော့ဒီကောင်ကကြောက်စရာသိမ့်မဟုတ်ဘူး EHP ကကျတော့ပတ်တာတွေရောဟိုခြုံဆောင်နေတာတွေ ဘေးကနေပတ်တာရောတော့နေလာ အဲ့လိုမျိုးတွေဆိုတော့ကွာနည်းနည်းစိုးတယ်ကွာသိရမှာဒါတော်လေးကောင်းတယ်ကွာပြီးတော့နောက်တစ်ခုအနေနဲ့ကကျတော့အဲ့လိုခုနပြောမင်း Ruby TT ကိုပါလို့အားကြရလို့ပြောကွာအဲ့လိုမင်း local မှာရောအားကြရ player ရှိလား ဟုတ်ရှိ ဟို ပါ inspire ယူရ player ကျွန်တော် Ruby DD ပေါ့ကျွန်တော် Ruby TT ကိုကြိုက် ကြိုက်တယ် Ruby DD ကိုကြိုက်တယ် သူရဲ့ damage ဆော့တာ ဒါပေမဲ့ဆိုတာကြိုက်အေးဖမ်းလာရောမိုင်အားလော်တွေ die တော့ဆိုရင်တော်တော်ကြိုက်တယ်ကျွန်တော် die တော့ ဒါတော့အဲ့ဒါတော့ fan ရောမင်းအဲ့ဆိုငါဘေးရဲ့ die တော့ကတွေ့ရတယ် screen တွေမှာလဲ sorry ကျွန်တော် die တော့ Ruby ဆိုလဲအဲ့လိုသူက die တော့ off matter ကွာသိရဒါပေမဲ့ကျွန်တော် die တော့ပြီးပြကျွန်တော်တီးရအဲ့လိုမျိုးလဲမင်းဖြစ်လာနိုင်တော့ ဟုတ် die တော့ Ruby die တော့ကြိုက်တယ်မိုင် သူရဲ့ damage တွက်တာရနော် အကွက်ပြပြီးတီးရရော အဲ့ဒါကိုကြိုက်တယ်ဒီကအဲ့ကောင်တွေကကျတော့အဲ့လိုပုံမှန်ဆော့ရုံနဲ့ဆော့လို့မရဘူးကွာနည်းနည်းသူများအုံနောက်ကိုဖောက်စားနိုင်မှာတော့ဆော့လို့ရ ပြီး အောင် တော့အဲ့အောင်တစ်ချက်မှားတယ်တန်းတယ်ဖီလကာမရှိရင်တန်း အမှန်ပဲ တယ် ချက်မားရတယ်သိရဆိုတော့အဲ့လိုတူကြီးနဲ့ဗမာလေးဝင်သွားရင်ငပေါ်ကြီးဆိုရင်ဝိုင်းရိုက်ခံအောင်ကွာအဲ့လိုမျိုးဆိုတော့နည်းနည်းအကွက်လဲလိုတယ် position လဲလိုတယ်ကွာအမေအဲ့ဆိုအကွက်ပြကြိုက်တာပေါ့ ကြိုက်ပါအကွက်ပြပြီးဆိုတာကြိုက် ဂိမ်းဆော့ရတာအကွက်ပြဘူးဟမ်ကွာသူများကိုအကွက်ပြပြီးနိုင်အောင်မှကျန်းတယ်နောက်တစ်ခုမေးချင်တာကွာမင်းအနေနဲ့ကအဲ့လို game စားဆော့ရဲ့အချိန်မှာကြတော့ကွာအဲ့လိုအခုဆိုရင်မင်းတော်တော်များများနဲ့တွေ့ပြီးသွားပြီကွာဒါပေမဲ့ငါတို့ generation နဲ့တော့ player ရောတိတ်မရှိတော့ကွာဒါပေမဲ့အခုလက်စွာပါဆိုတဲ့အသင်းတွေတော်တော်များများကွာဥပမာ YG တို့ Matic တို့ Falcon တို့သူတို့နဲ့တွေ့ပြီးသွားပြီကွာမင်းဆဆဆော့ရဲ့အချိန်မှာသူတို့နဲ့တွေ့ရဲ့အချိန်မှာအဲ့လို blow pressure ရှိခဲ့လေခံစားဒီကောင်ကြီးကငါနေလုတ်တယ်ဟာကြောက်တယ်အဲ့လိုမျိုးရှိန်တာရှိခဲ့ အဲ့လိုတော့မရှိဘူးဗျကျွန်တော်ကပဲသူတို့ပြန်လှုပ်တယ်လို့ ဘယ်တော့ကောင်း တရားနာမည်ကိုကျွန်တော်မှတ်တာဟီးရိုးလို့ပဲတက်မှတ်ပြီးကျုံတယ်ကျွန်တော်ပြန်ပြီး မှန်တယ်အဲ့လိုမျိုးဖြစ်နေတာမင်းရဲ့ mindset ကတော်တော်လေးကိုငါသဘောကျတယ်အဲ့ရပြောရမယ်ဆိုရင်ကောင်းတယ်အဓိက player နာမည်မကြည့်ဘူးအဲ့လိုမျိုးရှိန်တာရွာရောမရှိခဲ့ဘူး မရှိဘူးသူကမကြောက်ဘူးတီး လုံးဝဘယ်သူမှမရှိတာ ဘယ်သူလာတီး ဒီကတီးဖို့ပဲအဲ့လို screen တွေပါရင်မှာအဲ့လိုမျိုး local player ရေမဟုတ်ဘဲကွာ screen မှာဆိုအဲ့လို liquid PA တို့ on day တို့နဲ့ဆော့မှာကွာအဲ့လိုမျိုးဆိုရင်ရောရှိခဲ့လား ကျွန်တော်အဲ့လိုကြောက်တာရတော့မရှိဘူးဗျသူတို့ရှိရတော့အဲ့လိုပြန်တင်းလာတော့ရှိရတယ်ဒီကဟောအစာကြီးက gram ဒီကောင်လေးဆို ESP အထောင်လေ ဟုတ်တယ် ESP ပဲကြည့်ကျွန်တော်တီးရ အားတွေ roll တွေရော အဲ့ ESP ပဲလာတယ်ကောင် ESP ဆိုတဲ့ကောင်တွေတအားကိုက အဲ့ကောင်အဲ့ကောင်နေဆို ESP ကဆောင်းချခံ အမှန်ပဲ တိတ်ကြည့် ကို ပြီ မကောင်တွေပြန်လာကြည့်ပါရ